ပကံမြို့တော်ဤမြဆင်းရောင်များရှင်လောကဲသောတစ်ပေါင်းများစွာကမြန်မာမြေပကံမြို့တော်ကြီးသည်ပူရစီသည်ပထိုးများဖြဲဝေးစနေခဲ့သည်ထိုမြို့တော်ဤအမြင့်ဆုံးစီသည်တစ်စုပေါ်တွင်မြဆင်းရောင်ဝုဆုံဝုဆင်ထားသောလူငယ်တစ်ဦးသည်မြို့တော်ကြီးကိုငေးကြည့်နေသည်သူဤအမည်မှာမင်းစရာဖြစ်သည်သူသည်ညင်မောင်ချိန်တွင်ဒုစရိုက်သမားများကိုတင်နှင်းသူဖြစ်သည်ထိုအချိန်တွင်မြို့တော်ကိုစောရစာသည်စင်ရသားပြည်သူများထံမှအခုများကိုအတင်းအဓမ္မသိမ်းယူနေသည်စောရစာသည်အာနာမက်မော့ပြီးပြည်သူများကိုထိတ်ဆက်လေးရှိသည်သူ၏လက်ထဲတွင်ရွှေတင်းကားအိတ်များကိုကိုင်းဆောက်ကမောက်မှစွာရင်မောနေသည်မင်းစရာသည်သူ၏ကြောပတ်မှလင်းကျင်များကိုထုတ်ယူလိုက်သည်သူ၏များသည်ထူးခြားသောမြတ်ဆင်းရောင်ရှိပြီးအလွတ်ထက်မြက်သည်သူသည်သူ၏လေးကျိုးကိုတင်းအောင်ဆွဲလိုက်ပြီးတရားမျှတမှုအတွက်ပြင်ဆင်လိုက်သည်ဈေးအတွင်းတွင်စောရစာ၏စစ်တီတစ်ဦးသည်အဖိုးအိုတစ်ဦးကိုရိုက်တက်ရာပြင်းနေစဉ်မင်းစရာ၏များတစ်စင်တီလေးထဲမှဝဲပြန်လာသည်ထိုများသည်စစ်တီ၏လက်ထဲမှလက်နက်ကိုလွှင့်ထွက်သွားစေခဲ့သည်မင်းစရာသည်အဆောက်အအုံပေါ်မှခုံဆင်းကစစ်တီကိုတိုက်ခိုက်လိုက်သည်မင်းစရာသည်ဒုက္ခရောက်နေသောမင်းကလေးငယ်တင်းကိုကူညီရန်ရောက်ရှိလာသည်တင်းသည်ကြောက်လန့်တော်ရင်နေတော်လဲမင်းစရာ၏ရဲရင်သောအကြည့်ကြောင့်စိတ်အေးသွားရသည်မင်းစရာသည်သူမကိုအန်ဒီရဲ့ကင်းသောနေရာသို့ပို့ဆောင်ပေးခဲ့သည်စောရစာသည်သူ၏အကြံအစီများပျက်စီးနေသဖြင့်အလွန်ဒေါသထွက်နေသည်သူသည်သူ၏စစ်တီများကိုမြို့ပလည်တွင်မင်းစရာကိုရှာဖွေရန်အမိန့်ပေးလိုက်သည်ထိုများရှင်ကိုအမိဖမ်းကြဆန်းဟုသူကအော်ဟစ်လိုက်သည်မင်းစရာသည်ပကံမြို့၏ရှင်းဟောင်းအုပ်နံရများပေါ်တွင်ကျင်းမြန်စွာပြေးလွှားနေသည်သူသည်စစ်တီများ၏လိုက်လံဖမ်းဆီးမှုမှလွတ်မြောက်ရန်အဆောက်အအုံများကြားတွင်ကျွမ်းကျင်စွာခုန်ကူးနေသည်သူ၏မြဆင်းရဝုဆုံသည်မောင်ရိပ်ထဲတွင်လွှဲပြန်နေသည်ညနေပိုင်းတွင်မင်းစရာသည်စောရစာ၏ခိုင်ခန့်သောနန်းတော်အတွင်သို့တိတ်တဆိတ်ထူးကျော်ဝင်ရောက်ခဲ့သည်သူသည်တိုင်လုံးကြီးများ၏အရိပ်တွင်ပုံးကွယ်ရင်းကင်းဆောက်များကိုရှောင်ရှားခဲ့သည်သူ၏ရည်ရွယ်ချက်မှာခိုးယူခံထားရသောရွှေများကိုပြည်သူများထံပြန်ပေးရန်ဖြစ်သည်နန်းတော်၏အလိတ်ခန်းမတွင်မင်းစရာတင်စောရစာတို့ရင်ဆိုင်မိကြသည်စောရစာသည်သူ၏သားရှည်ကိုထုတ်ယူကာမင်းစရာကိုတိုက်ခိုက်ရန်ပြင်လိုက်သည်မင်းကငါရဲ့အာဏာကိုစိန်ခေါ်ခြင်းတာလားဟုစောရစာကမေးလိုက်သည်ပြစ်ထန်သောတိုက်ပွဲတစ်ခုစတင်ခဲ့သည်စောရစာသည်ဓာဖြင့်ခုတ်ပိုင်းတော်လဲမင်းစရာသည်ထင်းမြန်စွာရှောင်တိတ်ကများဖြင့်တုံ့ပြန်ခဲ့သည်ခမ်းမအတွင်တွင်ဓာညင်များတို့ထိခတ်တာများဟင်းထွက်နေသည်နောက်ဆုံးတွင်မင်းစရာ၏များတစ်စင်သည်စောရစာ၏ဓာကိုလက်ထဲမှလွှင့်ထွက်သွားစေခဲ့သည်စောရစာသည်ကြောက်လန့်တကြားဖြင့်တူးထောက်ကျသွားသည်မင်းစရာသည်သိမ်းဆည်းထားသောရွှေတင်းကားများကိုယူဆောင်ကာပြည်သူများထံသို့ပြန်လည်ဝေငှပေးခဲ့သည်နေမင်းကြီးသည်အေယာဝတီမြစ်ကမ်းနှစ်ဖူးတွင်နေရဲစွာနစ်မြုပ်နေသည်မင်းစရာသည်စေတီတော်ထိပ်မှနေ၍အေးချမ်းသွားသောမြို့တော်ကြီးကိုကြည့်ကပြောလိုက်သည်ပကံမြို့တော်သည်ယခုအခါဘေးကင်းလုံခြုံသွားပြီဖြစ်တော်လဲမြဆင်းရောင်များရှင်သည်အမြဲတမ်းစောင့်ကြံ့နေမည်ဖြစ်သည်